ရှင့်မင်္ဂလာပါတင်ကိုင်နေတဲ့ဖုန်းနံပါတ်ထဲမှာ28နဲ့28ဒီလိုနံပါတ်အတွဲတွေပါမယ်ဆိုလို့ရှင်တင်ပြလို့ရပြီပါလို့လဲဆိုရင်ဒီနံပါတ်ကတက်ကိုကြီးမားတဲ့ငွေကြီးကံကိုပေးမှာနော်ဟုတ်ပြီရှင်နော်အောက်လက်ငယ်သားရဲ့ချစ်ခင်မှုပေါ့ဝင်းကျင်ရဲ့ချစ်ခင်မှုထောက်ခံမှုကိုလည်းအထူးပဲခံရစေမှာဒီလိုနံပါတ်အတွဲတွေကိုနိုင်ငံရေးသမားတွေလည်းကောင်းကောင်းတုံးလို့ရတယ်နော်နိုင်ငံရေးသမားတွေလည်းကောင်းကောင်းတုံးလို့ရတယ်ဟာကုမ္ပဏီပိုင်ရှင်တွေနော်ဟုတ်ပြီရှင်နော်အောက်လက်ငယ်သားတွေအများကြီးနဲ့လောက်ကင်နေပါတယ်ဆိုတော့လုပ်ငန်းရှင်တွေဒီနံပါတ်ကိုအတုံးပြုတ်တင်တယ်နော်ဟုတ်ပြီရှင်နော်ဒီနံပါတ်ကိုအတုံးပြုတ်တင်တယ်ဒီနံပါတ်ကလောက်ရဲခံရဲတဲ့အပြင်ကိုနုညံ့တဲ့စိတ်တဘောထားကရှိတဲ့အတွက်ကိုတိုင်းအပြင်ပတ်ဝန်းကျင်ကလူတွေရဲ့လိုအပ်ချက်ကိုလည်းကိုကလောက်ပေးနိုင်တယ်ကြည်ပေးနိုင်တယ်အဲ့လိုမျိုးကိုပေးတဲ့အတွက်ဒီလိုနံပါတ်ကလုပ်ငန်းရှင်တွေကောင်းကောင်းအတုံးပြုတ်တင်တယ်နော်ဟုတ်ပြီရှင်နော်ပြီးလို့ရှိရင်သူကလောက်ရဲခံရဲတဲ့ကြီးမားတဲ့ငွေကြေးကံကိုရတယ်ဆိုရင်ပါပိုင်ရှင်တွေလည်းဒါကိုကောင်းကောင်းအတုံးပြုတ်လို့ရတယ်နော်ဟုတ်ပြီရှင်နော်တင်ကိုင်နေတဲ့ဖုန်းနံပါတ်ထဲမှာဒီနံပါတ်အတွဲရှိပါပြီဆိုတော့တဲ့စိတ်အေးလက်အေးနဲ့အလုပ်ကိုလုပ်တော့နော်ဟုတ်ပြီရှင်နော်ငွေကံကောင်းမယ်ပေါ့ရင်ချင်းကောင်းနေဝင်းရမယ်နော်အောက်လက်ငယ်တာအကောင့်တွေဝင်းရနာတွေကိုတင်မလွဲမတွေ့ကြုံရမှာပဲဖြစ်ပါတယ်ရှင်โอเคပါဖုန်းနံပါတ်ကိုပြောင်းလဲရင်တင်ရင်ပွားဟာလဲမဟုတ်ချဧကန်ပြောင်းလဲပါမယ်နံပါတ်ပရှင်နန်းရှင်လွင်ပါနံပါတ်ပရှင်နန်းရှင်လွင်ကိုတိုက်ရိုက်ဆက်တွယ်နိုင်တဲ့ဖုန်းနံပါတ်က39 98 454466 39 98 4566 44 39 98 4566 39 98 4566 ကို39 4566 6395 39 4566 6395 39နော်ဒီ6လုံးပဲနော်ဒီ6လုံးကလွှဲရင်ပဲနံပါတ်ကိုမှအတုံးမပြူပါဘူးเนาะတခြားနံပါတ်တွေနဲ့ဆက်တွဲလိုက်ရင်တတိထားပါလူလိမ်ဖြစ်နိုင်ပါတယ်ရှင်